讲，我若安那个去的，如果我若安那不，啊，这个这个该着，我为嘛的为啥着做的吧？嘛上个嘛买个，然后过那个就说，为那个是安呐。来苏州啥着啦？这里吧，只要个只要嘛上个，这个啥着过不来看的，伢怎么啥着啥不别的，这个着谁去嘛不懂做开的嘞？วันนี้ติดที่เข็มปอกแล้วแต่เทคนนั้นเช่นนั้นนี่การจ้องไปจ้องมาถ้าเราปากลาเราเนี่ยมันเอาวันนี้บุกองเลยแต่รามาเลยองค์ญาโมญาสมาธิยะมันยิงยอดใจรามาเราพุทธภาษาลุงยูรุแต่ยาวสาระจะเที่ยวมันนาโลแต่ยาวปัญญาตาจะเที่ยวมันนาโลแต่ยาวนิ้วปัจจัยจะเที่ยวงาบมาพูแต่ยาวตาปลาเนี่ยคือยาวสุขภาพงาบชาเพลอัตตะกรังเกဒီတော့မှငရောရှိတဲ့တစ်ဖြစ်ဖြစ်ခြားတော့ဥပ္ပကတဘောကလည်းတရမတန်လေးကြောက်ကြခါခရာတော်ကမှဒီလိုတံပလာရဖလေခွန်တော်ပြီးတာဘုလိုပေါ်ခါတယ်မောင်မနာဘောကတော့စကားမဟုတ်ငရောကိုညီညွတ်ကြဝေးတလုံးတလုံးတဲ့ချိန်ကအပေါ်ထပြဝန်ကဗုဒ္ဓဇာတိတို့မဟုတ်ကြမှာပြီးရမယ်ခွန်တော်တို့ပေါ်ခါတယ်ရေကလေးငရောဗုဒ္ဓဇာတိတို့တရားပုညတတ်တရားမမမင်းတယောက်စားရဆောက်ကတယောက်မတောင်းနိုင်တယောက်အပြီးဖို့တယောက်မတောင်းနိုင်ရောက်သူကိုပစုံခြားရပါလေရောက်သူကိုပစုံဒုက္ခတော့အောင်လုပ်ရပါလေရောက်တော့သိထားလို့များတယ်အိစ္ဆာမေသရိယယအိစ္ဆာမေသရိယရှိဖို့ဒီဝဒတ်ကျော်ဖက်ပေါ်လေကလေးတို့လိုက်တော့တောင်းတော့မြင်ပြီးဟက်ခံကိုပေါ့ငရီတို့ကြပါတော့အခုဝေစီမကြီးဖရာသာရတော့ဖရာသာရတော့မမှန်မယ်ကိုကိုတဲ့ဖရာဖိတ်ချောင်းလေးဖရာဖိတ်ချောင်းလေးရတဲ့အရေးချောင်းသူ့မှာရှိလို့ရတဲ့ဘူတိသူ့မှာရှိလို့ဘုရားဖို့ဖဲဖို့ဘူတိသူ့မှာရှိတကားတော့မှာရဟန်းဖဲဖို့ဘူတိတကားတော့မှာရှိခဲ့တကားတော့ရဟန်းဖဲပြဟုတ်တယ်မလားပန်းကြတော့မှာတကားတော့ညောအဘိကဖဲဖို့ဘူတိရှိခဲ့ပန်းကြတော့လည်းတကားတော့ညောဖဲပြအခုပြောနေတော့ပန်းဆောင်ရဲ့ရောင်ဖေးကလာတဲ့တကားတစ်ခွန်းပေါင်းပါဖရာရဲ့တကားဖရာဖိတော့ကိုငိုလို့ကြားနေတယ်အကယ်တော့တကားတော့ကထောင်ဖို့ငိုလို့ထိုင်ဖို့မှာရဟန်းကဖူးရတော့ဆံမဟုတ်တကားတော့ပြီးမှပန်းဆောင်စားရတော့မဟုတ်ခရပြီးလို့စားရတော့အစောရမှာပန်းဆောင်ဒီတကားကိုပြောလို့တကယ်နောက်ဒီနည်းဒီအရီကိုထပ်ဖို့ဖြစ်နောက်တကားတော့ဆန်းဖို့ပြန်မှာပေါ့ဟုတ်လားလူချမ်းဖို့ဟုတ်လားတကားပါပိုးလို့နေဝါကြတဲ့တကားစောင့်တဲ့တကားလည်းပိုးလို့နေတန်ဟောက်တိုင်းရအမောက်ခုကစားဖို့အသောဆောင်လို့တာပေါ့မောကြပါရဲ့ဒါဘလားမရရဲ့ရေပါလို့ကိုးတာအသောက်ပြီးမာရမရဒီတော့မှဖရာကျူဝထားတော့တကားတို့ကျူဝထားတော့ဟိုငါကိုတကားတို့ကျူဝထားတော့မဟုတ်ရတဲ့မှာပန်းစံစကားပေါ်ပြဆိုကြတရားဟောပြဆိုကြဖရာမြောက်နာတာပန်းစံတရားပါမလို့ပန်းစံဟောတော့ပြတော့မှမနာလို့ကိုအချမ်းကြကြီးမထားကြီးစမ်းမေလာဘောဆိုင်ကလေးဘုတ်ကလေးတော့ဖဲလို့လေငါတို့ဖရာအဒီကိုဝိုက်ထားတယ်တော့ဖရာရဲ့စကားဖရာရဲ့နောက်တော်လိုက်ပြီးမတော့စကားတို့ကိုမှန်ပါပေါ်တို့ဆိုစကားပဖွင့်ကုန်ကြည့်ကြအောင်မှာဆိုလေစကားတို့ကိုချိန်ပေါ်စကားတို့ကိုကောင်းလာပေါ်စက်ကသာတော်ဒါသမတော်ကလည်းသာကရအနာကရသာလို့ခေါ်တယ်ကျွန်းကျွန်းကြီးကုန်းကျွန်းကြီးစကားပေါ်ဖရာမိပေါ်နေတယ်ဖရာပေါ်စကားမိပေါ်နေတယ်ငါတို့ကိုအကောပုပြီးတော့စကားတို့ကောမှုကိုဆိုရတယ်တကားတို့ကိုအကောပုပြီးတော့ပန်းတော်သာသနာပြုနေတယ်ရသော်တို့အကွင်းလုံးလေးအစုကျေးဇူးလေးဆိုကြဖရာကျေးဇူးဖရာလမ်းပြထားတဲ့တော့ငါတို့ဗုဒ္ဓဇာတိမှာချောင်းစုဖက်ဖက်မုံဘော်ဖက်ဖက်ချိုက်ဘော်ဖက်ဖက်တန်ခါတစ်စီတော့ရတန်ခါတစ်စီတော့မောင်ငနာမလာလီဖုန်ကြီးကျော်တော့အနည်းဆုံးကိုလောက်တော့တယ်ဘုရားဘတော်ဘောကေဦးနန္ဒန်သောကတော့တန်ခါတစ်စီတတ်ကြည့်လိရနာဘငါတို့တော့ပြန်ပုံမတော့ပန်းကြတော့ဆိုတော့ကောင်ဂါရီလိုစိကြီးဟိုးဝါသာတော်ရီတို့ကြီးတယ်အမျိုးကိုချိန်ကြည့်ဆိုတော့ရောက်စုကိုခေါ်ဆိုညာတိုက်ခစရိယနတ်တော်ဘုရားပြောတယ်နတ်တော်ဘုရားအမျိုးကိုမနှောက်ချက်ကလည်းသိတော့နတ်တော်ဘုရားတော့စောက်ချပုံလျှော့အပံကမမကိုခါပုံတဲ့အပံကိုလေကိုစောက်ချပုံလျှော့မမတခါပုံမပြီးမောင်မမအချောင်းချောင်းနဲ့ပေါ်ထားတယ်မိုက်ပေါ်ထားကလေးဒီမမကျူရပါလိုက်တယ်တပည့်ကြီးတော်လေအမိတမချက်ပါလို့ရှိတယ်ဟာပါဟိုက်တယ်ဗျပို့ကေအခါကြက်ပါခိုင်းတယ်တန်ခါလည်းတပည့်ချေဦးမှာခေါမေးကြတယ်ပါခိုင်းတယ်ဗျမနုတ်ကြီးအဝိတိကတောင်းဝင်နေတဲ့တိတ်
ngari kwa ha bo amyu che ke ma ja ye amyu ko chai ma chan sa bo do ga ro ya so ko de samma ka nan ta bo so ko ya so ga da ga le ki le tan ga a ga le ki ngoro ma ma ro ma so tan ga ma chi ta ga ma tan ga ma chi ta thong ra ke ta thong kung sa de ta ra ke ta ra kung sa de bo bi so ko ma ke na pra so ko lo ma ti a ko di ma di ku bo lo ka ti bo bi so ko ke bo lo so di ta thai ta lo so ma ho ngoro jang ra ni nyai ko so lo si ke awayဘုဒ္ဓတာတို့အကောထားရှိဝေးစံချလာခါခရာဒလောဝီကီဝေးရမှာဖိတ်တရားကောလုံးပေါ်တိဘတ်ဘုန်ညာဖို့သူတို့ကလာဖို့သူပဲအာလုံဘောနာတော့ထုံရှုတော့ကလိရနာလို့ဝေးရာဆိုသိငါတော်တို့ထုံလို့ကားကြိုက်ပြီရောက်ဆိုကိုလုံလီမလုံတော့မဟုတ်ပေါ်လေကဝေးလုံလီမဟုတ်လီလုံလီပေါ်လီလုံလီပေါ်လီလုံလီရုပ်ရုပ်ထုံနေတာဟောတို့ကကြီးတော့ငါတို့တင်ပါဘတ်ပြောကြလာရှိတယ်တင်ပါဘတ်ပြောကြလာတာအကုန်လုံးအကောထားရှိနေဆိုလို့ရှိကြီးပုံမှန်တော့တာ6လောက်ပါပုံတိုင်ကိုပြည်ဆက်ကနိုင်ကျုပ်ရှင်နာမတော်လဲအဲ့တော့ကြကန်တော်လဲဖရောင်ရင်းမရလေးကောင်ညီညွတ်ကိုအောင်အကရိရဲ့ထောင်တကောင်ကိုစိုင်းနိုင်ရဲ့စိုင်းနိုင်လားမစိုင်းနိုင်လားအခုရထောင်ကိုစိုက်ဖို့ပုံနေစမဟုတ်ငိုတော့ကိုငိုတော့ကာပွေဖို့ဘုရားတန်တန်ညှိပေါ်ထားတယ်ဟုတ်တယ်မလားရဘုရားတန်မှာချိန်မတာလို့ကုန်တာဖို့ဘုရားလို့ကုန်တာဖို့ရလောက်မှလူတယောက်အတော့ပြီလို့ခေါ်တယ်အခုမသိသားမနဲ့သိကြရရဲ့လူတို့အစရမလဲလီတက်ပေါ်စီတယ်ရလူကိုမတိုက်ရလုံးငိုတို့ကာပေါ်ထားတာကိုကာပေါ်ထားတာကိုဘုဒ္ဓဘာသာဇာတိအကုန်လုံးကာပေါ်ထားတာကိုဟုတ်တယ်မလားအဲ့တော့တယောက်ခဏောင်းကလာပေါ့ဖုတ်ပေါ်မဆိုင်တာတော့ဝဲမဆိုင်ကြည့်ကာပေါ်ထားတာကိုရေလုံးမှညာတိုက်ထားစရိယအမျိုးကိုချိန်ကြည့်အမျိုးကိုချိန်ကြည့်ကြတယ်အခုငိုတို့ဒီမှာတော့ကကျအကုန်လုံးကိုအမျိုးကိုအချီကိုဗုဒ္ဓဇာတိကိုချက်ပေါ်လာခဲ့တယ်ဖရမနောအမျိုးကိုချက်ကလေးသိတော့စောက်ကြပေါင်းချောအကုန်လုံးကိုဖုတ်ဖို့ဆိုတော့ဝိပူပါမောင်းတက်ပေါ်လာတယ်စောက်ကြတကောင်ပေါင်းကျန်စီအကုန်ဆိုင်ဖို့ဆိုပေါ်လာတယ်နတ်စွာဘုရားညီကထားတယ်ကအပင်ငင်ကပြေအော်ငါအဆွေမျိုးတော့ပြောင်းဖို့ပြကတည်းငါတော်ပြောင်းလာပလေကတိလာနေဝဲနေပြေမတော့ကအခုလက်ပါလိမှာရပ်ပေမတော့ကောင်ရပ်ပေမတော့ကပြောင်းပြီးတပေါင်းရှိတယ်ရပ်ပြောင်းမှာညောင်ပေါင်းပြီးတပေါင်းရှိတယ်ရပ်ညောင်ပေါင်းနာမှာလာပေါင်းနတ်စွာဘုရားစတောင်းဆုံးနေတယ်ညောင်ပေါင်းဖြစ်ကိုမဝေါလောက်ကဝိတုပါမောင်းတော့စောက်ကြပေါင်းဆိုကိုတိုက်ဖို့လာတယ်တိုက်ဖို့လာကနတ်စွာဘုရားမောင်းတယ်သူဆိုလည်းပုဒ္ဓဘာသာပြအာအရှံဖရာဒိုရာတော့ပါကဖရာဘုမစိုက်ပေါင်းရရှိစိုက်ပေါင်းရမှလေးမနာပါကလေအဝဲအာဇာတာစိုက်မောင်းကြီးစိုက်ပေါင်းအရိဋ္ဌအမျိုးအရိဋ္ဌချမ်းသာတယ်ဝေးလေစိုက်ပေါင်းအရိဋ္ဌဆိုအရိဋ္ဌချမ်းသာလေအမျိုးအထွေအရိဋ္ဌချမ်းသာတယ်ဆိုရလောက်ကဝိတုပါမောင်းတော့သဘောပေါက်လာတယ်ဘယ်တော့နားလေးပေါ်လက်ခါလေးတော့အော်နတ်စွာဘုရားအမျိုးတို့ကိုကာဖို့ထိုးလာဆိုတာမနှုတ်သေးနောက်ထုတစ်ခါကြမတိုက်ကလေးမတိုက်ကလေးရဲတကွန်းရကကြီးရဲရစုကိုခေါ်တဲ့နတ်စွာဘုရားကညာတထစရိယအမျိုးကိုချိန်တယ်ဒါတော့ဒီနေ့တော့ကတည်းဇာရရိုက်ရွာကအဂရိကိုအကုန်လုံးကိုယ်အဆွေကိုယ်အမျိုးတို့ဒုက္ခချတော့ကိုမမောင်းနိုင်ရာသတို့တန်ခါကိုမှငုမဆောင်လုံးနဲ့ငုလုံရင်းညောင်ခံကြရတယ်ရာသတို့အမှမဆောင်ငါတလေငုငါတင်ညောင်ခံကြရတယ်ရာသတို့ပစုံနာလေငိုရဲနာရဲညောင်ခံကြရတယ်ငိုရဲဘမမဖိုက်ဆိုပြီးတော့အိတ်ပေါ်မနေကြတဲ့တို့တကယ်လို့ဒီနေ့ကပေါ့ကြပါနိုးကြသည်ငါတို့ဗုဒ္ဓဘာသာဇာတိတို့ဥကျော်တော်လေပါရငါပြမဥကြကြီးမဥကြကြီးလူလူကကနေဥကျော်ပါရငါပြဥတရငါလည်းပိုက်လိုက်တော့စပုတ်ဒီမှာဟောကားတယ်ကထိန်တရကထိန်အကောင်လို့မပါဗျဒီနေ့လေဒီအကောင်ကိုယူဖို့ဆိုကြဗုဒ္ဓတရားနဲ့ဟောဖို့ဆိုလို့ရှိရင်တက်ခင်နိုင်နုပန်တစေတိတိအော်စီစုကိုရီစုပေါ်လူလို့ရှိရင်သာဓုခေါ်လို့ရှိရင်မကောင်းတဲ့ဘဝကကြတဲ့ကောင်းတာသုခတိရောက်တဲ့နတ်တွေမှာနတ်ချင်းစီခံကြတာရတုကတကားတို့စိတ်ပိစာစိတ်ပေါ်လုံးကြောင်မလို့ရေမထုံးတယ်လို့ခလားစိတ်ပေါ်လုံးဆိုရေရတုကအများပေါ်ဖို့မလို့ဗျာဟုတ်တယ်မလားအခုရောက်လာတဲ့တို့တကားတို့စက်ကတကားသာရဘောကတဲ့တကားအော်ပြီးဖွင့်ပေါ်နေတယ်အခုမှဥချုံလေးဟုတ်တယ်မလားနေကျေလျှော့ရသူကိုထောင်ရဲတော့တကားတော့အကိုလည်းအခေါ်ဆိုင်ညီညွတ်ရတော့ကြိုက်တယ်ဟုတ်တယ်မလားအခုတကားတော့ပေါ်ဆရာလေးရေဆောင်ဖဲရဖို့ရေရဲရွာတော်မှာရဲရွာသူပြီးကောင်းလာဖို့ဆိုတယ်နောက်ကြအတော့တယောက်သူကောင်းလာပါလေကျောင်းဆရာတော်ကောင်းလာဖို့အတော့သူကောင်းလာပါလေရောက်ရဲရွာမှာတာပြတဲ့မတော်တို့ကောင်းလာဖို့လိတ်ဆောင်လာဖောင်းလာကနောက်တော့တော့ဆိုင်တောင်းလိုက်ရဲဆိုတယ်
ထိကဆိုဒီမှာနွားတာပန်းပေါင်းတိုင်းနဲ့လာတယ်ဆိုရင်နောက်သားနွားပြီးတော့ရောက်ထိကနွားဥချုံပေါ်လာတယ်တဲ့တဲ့ဆိုရဲမွေးပါကောင်းလို့ရှိရင်စားသမီးကောင်းတယ်ရိုင်းရွာမှာရိုက်စုပြီးရွာစုပြီးကောင်းလို့ရှိရင်ရိုက်စုကကောင်းတယ်ရစုကောတဲ့ဖိတ်ချောင်းလာလားပန်းပေါင်းလာကနောက်နွားတော့ဆက်ပန်းပေါင်းလိုက်ဆိုတယ်အခုငရိုးမှာပေါ်ပေါ်စတာဆိုလေဒီစက်ကပြောကရောအညမညမဖိတ်ကနတ်စွာဘုရားနှောက်ရှိကပေါ်လေးပွင့်စီဟေတုပွင့်စီရောအာရမဏပွင့်စီရောအနန္တရာပွင့်စီရောသမနန္တရာပွင့်စီရောရမှာပါတယ်အညမညစောင်းဆောင်ပဲမဲ့နေကြချီရီလုံးလုံးနေကြအလောင်းငါချုံရှိတယ်တချောင်းပြောက်ကြီးအမောက်သာဘုဒ္ဓတာရီဗျာနောက်ချောင်းပြောက်ကြီးဒါကွန်ဘုဒ္ဓတာရီဗျာစုံချောင်းပြောက်ကြီးတခုမှမလုံးနိုင်ဗျာငါချုံချုံရှိကြီးကြော်ကွန်ဘုလို့ကွန်ချောင်းချောင်းကွန်လို့ရတယ်တခါကြီးတော့ကွန်ချောင်းကွန်လို့ရဆိုတော့နောက်ကမရှိလို့လမ်းကွန်ကြီးရဲ့ပါဆက်ခံနေဟုတ်တယ်နော်ဆရာတော်ကဟောခတိအလေသူဆရာတော်လောင်းငါချောင်းပါကွန်ချောင်းကွန်လို့ရဆိုမရှိလို့လမ်းကွန်ကြီးကိုမဝင်မရှိတယ်ဝင်ကတော့ကိုရာလာပတ်ပြောင်းကိုထားကြကဲတယ်မလားဒီနတ်တော်ကဟောခတဲ့တရားတို့တို့တခါကြီးတို့ဟုတ်တယ်မလားညီညွတ်မယ်ရေဝတ်ကညီညွတ်တဲ့အခါမှာအပြောင်ကတရားတို့ပဲနာမဝင်ကြီးဗီဒီယိုမှာကဘုရားတရားမှာတော့ပါလိုက်နေချောင်းဒီမှာအပြောင်ကငရိုးကိုတိုက်တယ်လူရှိတယ်အပြောင်ကငရိုးကိုစူးခွေတဲ့လူရှိတယ်တယောက်ကတော့မဆောင်ရလေအောင်တယောက်ကတော့မြောင်ကြီးမနေရလဲပြောတယောက်ကိုတယောက်မူရလေအောင်ရတဲ့အပြောင်ကလာပေါ့ငရိုးအပြောင်ကဆောင်တာတော့လာပေါ့စူးခွေတဲ့လူတို့ရှိတယ်ရေရသတို့ကိုတရားတော့သတိထားငရိုးလူတို့မှလည်းကြော်လေတပိစေတကချိုချိုပုတ်စေပါခဗျတပိစေတောင်းတော့ပုံစံပြပြဆိုသုလို့ပါမရှိကြရသုလို့ပါမရှိတယ်လူလဲတကတော့အကောင်ကြကဝင်နေတော့ဆောက်ကိုကြော်လိမ့်မို့ကျောင်းပဲရောဘုရားလီဘုံဘုံတကတော့ဒုက္ခရောက်တဲ့ကတန်ကငါချက်ကိုဘုရားလီဘုံမို့ငိုတော့ဗုဒ္ဓဘာသာဖရာဆောင်တို့တန်ကလင်းရနာပါလားလီဘုရားလီဘုံမို့ရသတို့တရားပြီးကြတရားမလုပ်တယ်ဗျတထောင်ပြီးကြတထောင်မလုပ်တယ်ဗျအတိကပန်းတော့ပေါ်တော့ဆိုလေအိုညမွညာသမာပိယတယောက်ကတယောက်ချွတ်ချွတ်ခေါင်ခေါင်နေကြစီစီလုံးလုံးနေကြငိုတော့အကုန်လုံးချောင်းစုဖက်ဖက်ဆက်ကပြောကြတဲ့ပလန်စာဖက်ဖက်ချောင်းစာဖက်ဖက်မရမဖက်ဖက်စာဖက်ဖက်တောင်ဆောင်ကြဖက်ဖက်ဘုရားဖက်ဖက်ဖရာကိုကိုရောတိုင်စားဖရာဆိုဟောကလည်းဗုဒ္ဓသာစရိယအယောင်စုကိုပေါ့အောင်လုံးညာတိုက်သာစရိယအမျိုးတို့ကိုပေါ့အောင်လုံးလောကသာစရိယအမျိုးတို့ကောင်းပြဆိုလို့ရှိရင်လောကတစ်ခုလုံးကိုအိချက်အောင်လို့ဖရာဟောကတော့ကိုလုံးမြင့်ချတဲ့တရားအခုပန်းကြဖက်တယ်လည်းမြင့်ချတဲ့တရားရသရကိုကတော့ဘုရားတော်ဖွဲ့တော်မူနော်ဆိုလေကိုမကိုလို့ကြည်ကြည်လုံးလုံးနေဖို့ပြောတော့ညင်ညင်ညံ့ညံ့နေဖို့ဆက်ကဖျောင်းတယ်ဖွင့်မထားညောလီအားကတိုက်တဲ့မစီရလိညောဒါကြောင့်အစ်စိုးတော်ခိုက်တဲ့ငရောအခုထုံပေါ်နေတဲ့ငရောအရာဒီငရောဘုဒ္ဓဘောင်ဆောင်နေခါတဲ့အရာငရိုးတော်တော်လေဦးဆောင်တော့ကောရပါလားဦးဆောင်တော့ကောရပါလားဦးဆောင်ကောရပါဆိုအခုထားပြန်လိပန်းကြောင့်ကောရပါမဟုတ်ထားပါမတယ်နဲ့လီလာလာမိုးလာလာမသိလာလာချောင်းတော်လာလာတုံတုံခံဖို့ရာဇပန်းကြောင့်တော့မဟုတ်သာတို့ကောက်တလုံးကောက်တင်ငါလာပါမလားလို့ကောက်တင်ငါလာပါမလားဒါဟဲ့ရောမှာအကောက်တရာကိုပွိုင်းရတယ်ဖရာလည်းအကောက်တရာပွိုင်းရတယ်ဖရာစိုက်ပေါ်လာတဲ့ချောင်းရှိလားမရှိလားတော့ကြိုက်တော့ရှိတယ်ဒါလည်းငရုတ်တော်လောဘကိုနှီးအောင်ဒေါသကိုနှီးအောင်မောဟကိုနှီးအောင်ကြမ်းပြန်ကြိုးကုန်းနေတဲ့အတော့ကောဟဲ့လို့ခေါ်တော့မိုင်းလေးရှိတယ်မိုင်းမရှိမဟုတ်မိုင်းရာဆိုဒီပါမရှိဆိုကြောက်မရှိမောင်ဆိုတော့ခါပါပုတ်ခံတော့ဟုတ်တယ်မလားတော့ကြောက်မှလာမှုကြည်ရကြောက်မှမောင်ဆိုတော့ပုတ်ခံလို့မခံတော့မိုင်းရှိလို့မလို့ကြီးဟုတ်တယ်မလားမိုင်းရှိလို့ရဲ့ချောင်းတော့ပါမိုင်းရှိတယ်ကိုအမျိုးကသူကြီးရှော့ပါသားတို့တကကြီးတို့ကိုအမျိုးကသူ့လို့ရှိကြရောက်မှန်ကိုပိုက်လိုက်ကောင်းပြောင်းဆရာနဲ့တကားစောင်းဆောင်မဲ့နေကြရိုက်ပါမရှိတဲ့ကာဘာရီဆယ်လက်မဲ့မြင်ဖို့ရဆယ်လက်မဲ့မြင်ဖို့ကာဘာရီကပေါ်တဲ့သူတော်တော်စောင်းဆောင်မဲ့နေကြဦးမရှိတဲ့ညီကိုမောင်မတို့စောင်းဆောင်မဲ့နေကြဒါကြောင့်အကုန်လုံးမှမိုင်းရှိတယ်ရမိုင်းကိုလိုက်ပေါ့ဘုရားလည်းကိုတောင်းတောင်းတရားလည်းကိုတောင်းတောင်းမှတ်ရစုံတောင်းတောင်းငါလို့ရှိကြရောက်ကိုတော့ပြိုက်ကြတယ်တိုက်ကြတော့ဖက်တယ်လေဂရမရှိတဲ့လူတော့တခါတော့တည်း
ရက်တဲ့ရမှာအော်ညမွေညာသမာပိယာတယောက်ကတယောက်ချိုက်ကတယောက်ကတယောက်ခေါင်းကတယောက်ကတယောက်မိလေကလောင်ကမရမိလေကဥတရံကလည်းပန်းတော့ရက်တဲ့မိလေဖို့တော့ဟောကားတယ်ချိုက်ဖို့တော့ဟောကားတယ်လောင်မရနှစ်ယောက်ချိုက်ကလောင်မရနှစ်ယောက်ချိုက်မှာဝင်စုဝင်ဆန်းငင်းချင်းနေဝင်စုဝင်ဆန်းချိုက်ကကြဆိုရဝင်ငင်းချင်းတာဆိုကြဝင်နေတော့စားလို့ကိုကန်းကလေးနဲ့ကိုဝင်မာတာဆိုဒီပါလောင်တော့မရမစမ်းပြဆိုလို့ရှိရင်ရောက်လောင်မရနှစ်ယောက်ဝင်နေတော့စားတော့လည်းမစမ်းပြဝင်နေတော့စားတော့လည်းမစမ်းပြဝင်နေတော့စားတော့မစမ်းခင်နာရက်စုရာစားကလည်းမစမ်းပြရက်စုရာစားကမစမ်းခင်နာအပောင်ကရှိတယ်တိုက်ွားတို့ကလည်းမစမ်းပြရက်တဲ့ရမှာအယောင်အုပ်ဆုံးစောင်းစောင်းတန်တောင်နေဖို့ဆိုလို့ရှိတဲ့အယောင်ဆုံးကိုမွေးစားသူမှာအုံညမွညဖဲအောင်နေစာစကားကိုလေနာစာဆိုတော့စကားနာမတုံပြန်မကြီးရစာစကားတို့ကိုလည်းတစ်ခါကြပွင့်ရတယ်သမွေးစကားတို့ကိုလည်းတစ်ခါကြနားထောင်ကိုပြီးရတယ်အော်ရသမွေးစော်ဖက်ချောင်းလေရစာစော်ဖက်ချောင်းလေမရစော်ဖက်ချောင်းလေလောင်စော်ဖက်ချောင်းလေရတော့တယောက်စကားကိုတယောက်နားထောင်ရတယ်နားဆိုတော့မနိုင်တော့ပါလေနိုင်ဖောက်ပါတယ်တကားတို့ဆော်ရမှာလေနိုင်ဖောက်ဆုံးကနားထောင်ဖို့ကိုပြန်လာလိုက်ပြီရက်တဲ့ရမှာအမအမကြိုက်ရှိပြဆိုလို့ရှိရင်မိုက်ဖောက်မအောင်ခုစားကြဆိုတကယ်လို့လက်ပေဒီနေ့အာဒကောင်းတာကြောက်တယ်ပန်းကြောက်ယူထားတဲ့အာဒကောင်းတာကာကြမနာလက်ပေပန်းကြောက်တော့မှာအကုန်လောက်တော့ကအချောရဲ့အထွေထူရဲ့ပြေးစီရဲ့ရသရဆုံးရောက်ငရိုးမှာချွိုက်ကောင်ပြန်လာဆိုအားကြောင့်အတော်ရဲ့ဘဝဟောင်းကိုကျွမ်းတော့ဘဝဆိုင်တို့ပြောင်းခဲ့တဲ့အခါမှာမကောင်းတဲ့ဘုံဘဝပရိသတ်တို့ဖိုက်ကမေဆိုလို့ရှိရင်ရပုံရဘဝမှာကြွက်လက်ကောင်းလာသုဂတိဘုံဘဝတော့ပါစေလို့ပန်းကြောက်ကပစိမိတ်တာပို့တယ်လောက်ကဒီနေ့ဒီမှာတော့လာတဲ့ရိုက်ွာလူပြီးအလူဆောင်ဖက်တဲ့စကားအော်ပြီးကပေါင်းတကွာဒီမှာတော့လာတဲ့အရိုက်ရအနေနေကရက်စုရသာတကမတို့လေဒီသမကကျေလုံနိုင်ပေါ်ဒီသမကချိတ်ခေါင်နိုင်ပေါ်ပန်းကြောက်တို့ရဲ့အမျိုးဘာသာစာစနာကိုသိရန်ဖြစ်တဲ့တူအတွန်းဖေကအောင်ထိန်စီကြောင်းလျှောက်နိုင်ကြပါစေကုန်သတည်းသာဓုသာ